သူမကတနေ့တော့လူတွေကိုချိန်စာခတ်လို့ရတဲ့ website တစ်ခုကိုတွေ့တယ်သူမကြည့်ပြီးဟင်းဒီဟာစမ်းကြည့်ရအောင်ဆိုပြီးသူ့တထေးကြီးရဲ့အမိကိုချက်ချင်းရိုက်ထည့်လိုက်တယ်ချိန်စာတွေကဈေးနှုန်း၅မျိုးခွဲထားတယ်သူမကအေးပါတယ်ဈေးချိုဆုံးကိုပဲရွေးလိုက်မယ်ဆိုပြီးအဲ့ဒီတစ်ခုကိုရွေးလိုက်တယ် confirm ကိုနှိပ်လိုက်တာနဲ့တထေးကြီးရဲ့နာမည်ကကောက်ရိုးတူတူကိုတန်ကြုံတစ်ချောင်းစိုက်ဝင်သွားတယ်သူမကတော့ဟေ့ဒါဟာနောက်ဒီပဲကွာလို့ပဲထင်နေတာပေါ့ဒါပေမဲ့နောက်နေ့လည်စာစားချိန်မှာအဲ့ဒီစိတ်ကနေဗီဒီယိုတစ်ခုရောက်လာတယ်ချိန်စာအကျိုးသက်ရောက်သွားပြီလို့ပဲသူ့တထေးကြီးဘဲကမှန်းမသိစီပူနဲ့ပတ်ခံရတဲ့ပုံတထေးကြီးရှက်နဲ့ဟန်မကြဖြစ်နေတာကိုကြည့်ပြီးသူမမနေနိုင်အောင်ရေမောလိုက်တယ်ဒါပေမဲ့တထေးကြီးကသတိထားမိသွားပြီးချက်ချင်းပဲသူမကိုစူပူချိန်မောင်းလိုက်တယ်အိမ်ပြန်ရောက်တော့သူမတွေးလေစိတ်ဆိုးလာလေပဲဒါနဲ့ပဲသူမအဲ့ဒီချိန်စာစိုက်ကိုပြန်သွားတယ်ဒီတစ်ခါတော့ဒေါ်လာ30ထောင်ကျော်တဲ့စူပါချိန်စာကိုရွေးလိုက်တယ်သူမနှမျောတွန်းလှန်မနေတော့ပါဘူး confirm ကိုနှိပ်လိုက်တယ်တန်ကြုံလေးချောင်းကကောက်ရိုးတူကိုထိုးဆိုင်ဝင်သွားတယ်နောက်တနေ့မနက်အမြဲချိန်မှန်ရောက်တတ်တဲ့သူ့တထေးကြီးအလုပ်ကိုမလာဘူးခဏကြာမှပဲ NSC ကိုစိုက်ကနေနောက်ထပ်ဗီဒီယိုတစ်ခုရောက်လာတယ်သူ့တထေးကြီးအလုပ်လာရင်လမ်းမှာနာကျင်လွန်းလို့မတက်တာပဲလဲကျသွားတဲ့ပုံချက်ချင်းပဲယုံဖုံးပေါက်လာတယ်ဖုံးပြောသူကသူ့တထေးကြီးအလုပ်လာရင်လမ်းမှာ